မင်္ဂလာပါမြန်မာငွေ3,000အောက်မှာအရွယ်ကလည်းရှိရမယ်ပုံဝိုင်းဝိုင်းလေးယောက်ျားဝတ်လက်စွပ်တစ်ကွင်းရှားနေတဲ့သူတွေအတွက်ကိုကျွန်တော်ဒီလက်စွပ်လေးတစ်ကွင်းနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ကျွန်တော်နဲ့အတူတူတစ်ချက်လောက်ကြည့်လိုက်အောင်ပါဗျာနော်ကဲဒါတရားအောင်မှာအနီးကတေချာရိုက်ပြထားတာပဲဖြစ်ပါတယ်နော်စိုက်ကတော့လုံးဝဝိုင်းဝိုင်းလေးပဲထဲဝါရှိပါတယ်ဒါကျွန်တော်ပေါင်း200ဝေးရှိတဲ့လူတယောက်ရဲ့လက်မှာဝတ်ထားတဲ့ပုံစံပေါ့နော်ဟုတ်လက်စွပ်ကတော့ကျွန်တော်တို့ကကြောက်သားကိုပဲကြောက်ကိုပဲကြည့်ရမှာပါเนาะဒီဟာကတော့ကျွန်တော်တို့ရိုးရိုးစင်ထားတဲ့ဘော်တယ်ပါဗျာเนาะကိုဝင့်မယ်ဆိုရင်တော့ဒါကိုယ့်အကိုရွှေစိန်နဲ့တေချာပြန်ကုတ်ပြီးမှဝတ်ရမယ်အနေထားပါဒါနေရာအောင်မှာရမ်းလှတယ်ထဲတယ်ပေါ့เนาะတကယ်ဥမာထဲဝါရှိကျင်တဲ့သူတွေเนาะစိုက်ကိုမှအနေထားတစ်ခုမှလိုချင်တဲ့သူတွေဒီလက်စွပ်တွေကကျွန်တော်ကြံပေးပါတယ်ဗျာเนาะဒီလက်စွပ်လေးကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့မအောင်မြေကျောင်းမျက်နှာဝိုင်းနိုင်ရနာဆိုးမှာလာပြီးတော့ဝယ်ယူလို့လည်းရတယ်လို့လိုင်းမော်ကနေမှာယူခြင်းတဲ့သူတွေအတွက်လည်းကျွန်တော်ရဲ့ TikTok page လည်းရှိပါတယ်ဒီ YouTube channel ကနေပြီးတော့ဒါမှမဟုတ်ရင် Viber နံပါတ်443938ကိုဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မှာယူဝယ်ယူလို့ရပါတယ်ဗျအားလုံးပဲကျေးဇူးပါနော်